भी काटे तो लाओ सुल्तान में टिप्पी तो भी हमारे पीले नाइट में चस्सा के तो भी ये Amazon app जरो 200 तो GPS ही तो नहीं लाइन तो GPS तो है so Navigation started. Continue west, then in 150 feet turn left. Stop drive ကြတော့သူ့ရဲ့ GPS မရှိဘူးအခု16မိုင်အလုံးယုံဒီ Amazon pickup zone ကနေ16မိုင်တော့ဖြစ်ပါတယ်16မိုင်တော့ပြီးမှပထမဦးဆုံး customer စီကိုအရောက်ပို့ပြီးဖြစ်ပါတယ်ဆိုတော့မလဲမလဲနေဘူးအိမ်တော့ပေါ့အိမ်မဲ့တို့အိမ်တော့မလဲမလဲနေဘူးတော့မဲ့တို့တော့လောက်ဆက်ရှိရတယ်ကြာso Amazon app က GPS ကဒါကောင်းတယ်သူကတော်ရှင်ပေးတာရန်ကောင်းတယ်ဒါ Google Map ကတော့ဒါ iPhone မှာလည်းအဆင်သိမပြေဘူးဆိုတော့အဲ့တော့မကောင်းဘူးပေါ့အဲ့တော့ဒီ Map က Google Map ကမကောင်းဘူးကျွန်တော်ကမိုင်းဒီကလောက်မလားစီပေါ့လေလောက်မလားဆိုကြည့်လိုက်သူကတရားနဲ့မိုင်းတရားစီကျတော့လောက်တယ်နော်ဆိုတော့တော့ဆိုမိုင်းလီကတရားနဲ့84လောက်မိုင်းပြေးလို့ရတယ်ဆိုတော့နိုင်တော့ချက်ဆွပြီးပြတော့ကြာလောက်နိုင်တယ်ဒါပေမဲ့ကိုယ်စိတ်မချဘူးဆိုတော့ဖြီလို့ရတယ်နော်ဆိုတော့တချို့နေရာမှာဆိုရင်ဒီလေကွက်ဒီမှာဒီတော့ဖက်ကအိမ်ကြီးဆိုတော့တက်စီဆိုင်ရှိဆိုတော့ဘာပြီးမတော့ခင်လေးမှာကြိုပြီးပြင်စီတဲ့အနေနဲ့စီဒီဖြစ်အကုန်လုံး checking လုပ်စရာကြီးလုပ်ရမှာပေါ့နော်လုပ်ကိုစီပြီးတယ်လုပ်ရမှာတော့ရအောင်ဆိုပြီးတယ်ဆိုတော့ကျွန်တော်ကတော့ဒီပတ်ဝန်းကျင်ပဲဆိုတော့ဒီပတ်ဝန်းကျင်တက်စီဆိုင်နဲ့တော့ကျွန်တော်စီပြကြည့်အဖြစ်တည်ဘူးလိုရတဲ့တော့ဒီပေါ်ဖြစ်တော့ပါလိမ့်မယ်ဒါတော့ highway ပေါ့ဗျာဆိုတော့ဘာဖြစ်ဘဝကိုရုန်းကန်တာတော့မဟုတ်ဘူးဗျာဘဝကိုကျူးစားတာတချို့တွေကဘဝရုန်းကန်ရတယ်လို့ပြောတာမဟုတ်ဘူးဘဝဆိုတာကျူးစားရတယ်ကျူးစားမှအောင်မြင်တယ်ဟိုတချို့ပါတာပြောတာကျူးစားမရအောင်ဖြစ်နိုင်တယ်လို့ပြောတယ်ဆိုတော့ကျူးစားတော့မတောင်းစားရဘူးဗျာဆိုတော့အားဝေးမှာ10မိနစ်လောက်ကျွန်တော်ပြရမှာပါလေ10မိနစ်ဒီမှာ customer အိမ်ကိုချပေးမယ်ဆိုတော့အဲ့6နာရီလောက်ရှိပါပြီဘယ်လိုပြောရလဲရောက်နေစီပါတော့နေတော့ဒီဝေးလာဒီ GPS တော့ In 600 feet turn left onto Sandy Street. ကိုတီပြပေးတယ်တချို့တနေရာမှာကျတော့ GPS ရဲ့ဟိုတော်ရှင်မဖတ်တာနေတယ်နေရှိတော့ရှိတယ်နေတယ်ဆိုတော့ဒီကတော့ညမှန်တယ်ဆိုရင် GPS app ထဲမှာရှိတယ်ညမှန် Turn left onto Sandy Street, then in 200 feet arrive at the destination on your right. အဲ့ဒါဒါ right မှာရှိတယ်တဲ့ဒီArrive at the destination on your right, 6302 Sandy Street. ရောက်ခါနေမှကြည့်ရဆိုတော့သူလိမ့်စမ်းတော့မယ်သူလိမ့်စမ်းတော့မယ်ဆိုတော့မရောက်သေးဘူးဆိုတော့ဘုက2ဆိုတော့ next stop ဖြစ်မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီအိမ်ဖြစ်လိုက်ဒီအိမ်ဖြစ်ပုံရတယ်ဆိုတော့အဲ့ဒါကိုကဖတ်မယ်ဆိုတော့ဒီမှာ arrive parking လုပ်မယ် parking လုပ်မယ်သူရဲ့ packing ကပါလဲဆိုတော့တွားလို့ပဲအောင်နံပါတ်ထားတာနံပါတ်2နံပါတ်2ပေါ့နော်ဆိုတော့ဒီဟာ scan နဲ့ဒီဟာ scan နဲ့ဆိုတော့တွား continuous တွား continuous one packet နော် one packet ရှိတယ်ဆိုတော့ကျွန်တော်ဒီမှာ continuous packet နေပဲနောက်ဒီမှာ box လေးပေါ်လာတာဒီမှာတော့ continuous packet လုပ်မယ်အဲ့ဒါကိုသူအင်စီမှာတွားပြီးမှပစ္စည်းယူတော့မယ်သူအင်စီမှာတွားပြီးမှတပ်ရိုက်ဒီကတော့ထမ်းပြပါလေတပ်ပုံလို့ရမယ်တပ်ပုံရပြီးဆိုရင်အဲ့လိုပြလာကျွန်တော်ဒီမှာ save to finish
ဒါ finish ဒီမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်တစ်ခုဒီမှာပြန်သွားမယ်နည်းနည်းလေးပဲတနေရာပထမတနေရာရောက်ပြီဆိုရင်တနေရာနဲ့တိတ်နဲ့10မိနစ်2မိနစ်3မိနစ်4မိနစ်5မိနစ်အဲ့လိုသွားရပါတော့ဆိုတော့ဒါဒီပတ်ဝန်းကျင်ရန်ကောင်းနေလို့ရန်ကောင်းနော်ကဲကြည့်ချင်တယ်ဆိုရင်ဒီလိစာကဘယ်ဟာလဲဆိုတာကိုကားထည့်လာဖို့ကျွန်တော် scan ပြပါယူပြီးသားဆိုတော့ကျွန်တော် number 3 number 3 number 3ကကျွန်တော်ဟာတယ်ဒီနေရာမှာတော့ပါတော့လိစာကတော့ပြရအောင်ပေါ့နော်ဒါပေမဲ့ကြော်တော့လိုက်โอเคကဲရမယ်ကဲဒါဆိုရင် start Navigation started. Make a U-turn on 70th Street, then in a quarter-mile turn left onto Bounds Avenue. ဒီလိုပါပဲကွာဝါတော့ကြိုးစားရတာဆိုတော့ပြီးတော့ကျွန်တော်တို့တော့မယ်ဟုတ်တော့ကမရှင်းတယ်ကျွန်တော်ကားကမိုင်116ပြီးလို့ရသေးတယ်ဒီစီကတော့တော့ပတ်ပြကြတယ်ဆိုတော့လောက်နိုင်တယ်ပေါ့နော်လောက်နိုင်တယ်ကျွန်တော်ပြည့်ထည့်တော့300လောက်ခံတယ်ဆိုတော့လောက်ပဲဆိုတော့ကျွန်တော်ကအခုဒီနေ့ inch 29 inch တော့မှပြပါတယ်ဆိုတော့နိုင်တုံးချက်စာယူရဲ့29 inch ကတော့နည်းနည်းဝေးတယ်များတယ်လို့ပြောမှာပေါ့တခါတလေကျတော့ဒီ3 inch ပဲသွားတဲ့အချိန်လောက်ရှိတယ်ဆိုတော့တခါတလေလို့ပြတာဟို offer ရှိတဲ့အချိန်ဆိုတော့နည်းနည်းပိုက်ဆံပုံများတော့ရှန်လေအများကြီးမရှိတော့မများဘူးနည်းနည်းလေးပဲများဆိုတော့ပုံမှန်ယူရတဲ့ကြောင့်ပြောကအလုပ်ကအမေရိကန်မှာကုမ္ပဏီမတော်မလုပ်ချင်လို့ဒီလိုမျိုးမောင်းစားပေးလုပ်မယ်ဆိုရင် At the stop sign, turn left onto Bounds Avenue, then in 350 feet turn left. အဲ့ဒီဆောင် flight လည်းမောင်းလို့ရတယ်ဒီမှာဒီ stop sign လည်း In မောင်းလို့ရတယ် 350 feet turn left onto Bond Mill Road. မောင်းလို့ရတယ် At the stop sign, People turn are left manual, onto Bond Mill Road. ကားစီပေါ်တော့တူတာပေါ့နော်အဲ့ဒီရပစတော့ lift လည်းမောင်းလို့ရတယ်ဥပလည်းမောင်းလို့တစ်ပတ်တက်ကတော့ကားစီပေါ်လို့လေ In a quarter-mile turn left onto Power ဒီ Lane. မှာ door test တွေအစားတောက်လေးတင်တာပို့လို့ရတယ်ဒီမှာဒီဗာလဲနောက်တစ်ခုမောင်းလို့ရတယ်ဆိုတော့အဲ့လိုပါပဲဆိုတော့လွယ်လေးပဲကားရှိဖို့တော့လိုတာပေါ့ဒါပေမဲ့ကားမောင်းနိုင်ဖို့တော့ဆိုတော့တစ်ခါတလေကျတော့တန်တလားဆိုတော့လုံးဝမတန်ဘူးတစ်ခါတလေကျတော့ဟိုချင်းစိတ်တောင်တော့ဆိုတော့ဟိုနည်းနည်းလေးနဲ့ဝေးချပို့ခိုင်းတာမျိုးတွေပေါ့လေဆိုတော့အများကြီးကျွန်တော်တို့ဒီဘယ်လိုလဲမတန်တဲ့ချင်းတစ်ခါတလေကျတော့နည်းနည်းလေးနဲ့ဟိုအများကြီးပတ်စံပေးတဲ့ချင်းလည်းရှိတယ်ဆိုတော့ဒီလိုပဲဆိုတော့ duty နဲ့ဆိုတာလွယ်ရလဲမဟုတ်ဘူး duty နဲ့ဆိုတာလည်း customer ကများရတယ်မျိုးပေါ့လွယ်တယ်ဆိုတာတော့မရှိပေမဲ့ဘုံကတော့ဒီလိုပါပဲခင်ဗျားနဲ့ဆိုတော့တက်တာလေးပေါ့ဗျာဆိုတော့ဘလို့စင်နေအေးစီမှပြဿနာမရှိဘူးဆိုတော့အေးစီကတော့ရတယ်ဆိုတာပေါ့နော်ဆိုတော့ဒီနေ့မှာ Turn left, then arrive at the destination on your left. အဲ့ထုံးလို့ပါတယ်ထုံးလက်အေးမချက်တည်60တော့ဆိုတော့ဟုတ်ပြီ Head north on Power Lane, then in 80 feet turn right. စကားပြောညာတော့ချိုးတော့တင်ငါလေးရောက်ဆိုတော့တော့ဒီတင်ငါလေးဒါဆိုတော့ဒီမှာပြရမှာနော်ဒီမှာပြရမယ်နံပါတ်1အရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့တောင်းထောင်းလို့လူများတဲ့သူထပ်တဲ့နေရာမှာဆိုရင်လိုမျိုးကမောင်းတဲ့ခါမှာရောက်တယ်ပြမယ်တို့ကတော့တပ်ပုံရိုက်ဆက်နေပါလားဆိုတော့ front desk အင်းရှိမှထားပေးပါလို့ပြောတယ်သူရဲ့စာသားတိုင်းအင်းရှိရဲ့စာသားတိုင်းပြောတော့ထားပေးတော့နော်အင်းရှိမှထားပေးရတယ်တခုရေးကြည့်တဲ့ချက်ကဘာလဲဆိုတော့ဒီလိုမျိုး customer အိမ်မှာတော့ထားတယ်ဆိုရင်နံပါတ်1ကားတော့ပြပါတော့လဲယူသွားပါဆိုတော့ဘာလဲဆိုတော့ဒီ downtown လို့ဘာလို့မှသူများတဲ့နေရာမှာအဲ့လိုထောင်းမိတယ်ဆိုရင်တယောက်ကမောင်းသွားရင်ကားခိုးဖြစ်သွားမယ်ဒီလိစာတော့မယ့်နေရာကတော့ဘာဖြစ်လဲဆိုတော့သူက item ကတစ်ခုရှိမယ် packet တစ်ခုရှိမယ်ဆိုတော့အဲ့တစ်ခုရှိတဲ့အကြောင်းကိုတတိထားပါဆိုတော့သူပို့လာတာဖြစ်ပါတယ်ဆိုတော့သူက access code တချို့ကအဲ့မှာထားပြီးပါလို့ပြောတယ်ဘယ်အခဲကြီးကိုတော့ထားမှာသူအခဲဝင်လို့မရဘူးနော်ကားကိုတောင်းလဲဝင်လို့မရဘူးโอเคအဲ့ဒါပဲတော့ဆက်ကဲခုတော့ delivery လုပ်ပြီးတော့ပါပြီအိမ်ပြန်ပို့ကြတယ်ဒီလုံးမယ်ဆိုရင်ဒီမှာ
တူဒီမှာဒီလိုကြောင်းရတယ် offer ရှိတာပေါ့အဲ့ဒါ3နိုင်စာကို90ဒါရနဲ့တော့အောက်ဆုံးကဟာဆိုရင်9ခွက်ကနေ7နိုင်ခွက်အထိဆိုတော့80တော့ဆိုတော့3နိုင်ခွက်ဆိုမစိုးဘူးနော်ဒါရတော့ဒါဝေးတိမှာပေါ့ဆိုတော့မလုပ်ဘဲနဲ့မောင်းလို့ရှိရင်ဒီဟာရရနော်ဆိုတော့အခုဆိုတော့အင်ပြန်မနော်အင်ပြန်မယ်အခုဆိုတော့ဒီနေစုလို့မင်းမတက်လာပါနော်နေစုလို့ဆိုတော့အခုဆိုရင်အခုကအင်ပြန်မယ်ဆိုရင်အခုကျွန်တော်တွိုင်းရင်နဲ့နိုင်3ချက်စာပေးထားတာအခုဆိုတော့မိနစ်30လောက်မောင်းမှအင်ပြန်သွားမှာဆိုတော့ဟိုပေးရမဆိုလို့ရဆိုတော့မရှိပါဘူး Let's take I-95 north. ဆိုတော့အဲ့လိုပါပဲဆိုတော့တက်တာလည်းဆိုတော့မရှိဘူးမတ်တရပြလို့ရတာလေဂျာလန်ပြင်ပတ်နဲ့ထိုင်ပြလို့ရတဲ့လုပ်လဲဂျာလန်ပြင်ပတ်နဲ့တော့ကမှလွယ်တယ်ဆိုတော့မရှိဘူးပဲအကုန်လုံးကလွယ်တဲ့ရမှာပဲဒါပေမဲ့လွယ်နေတဲ့အရာတွေကိုလုံရင်းနဲ့အဖြည်းဖြည်းနဲ့ဂျာလာတဲ့ခါမှာကြီးလာတယ်မြောက်လာတယ်ပြင်ပတ်လာတယ် Turn right on ဒီလောက်ရှိပါ Then turn right on Spinnaker Road. လွယ်တဲ့ဥစ္စာတွေလုံရင်းနဲ့ခက်တဲ့ဥစ္စာတွေလုံရင်းနဲ့လွယ်အဲ့ကြောင့်စာမေးပွဲတစ်ခုဆိုတာက Turn right on Running စာမေးပွဲမအောင် Then ခင် turn ဗျာ right on Spinnaker Road. ကျူးစားရတယ်အောင်ပွေရေးကိုကျူးစားရတယ်ပိတ်ဆက်ရတယ်တူတော့ကျွန်တော်အောင်ပြင်းတော့ဒီတိုင်းအလွယ်လို့ပြောဆောင်တော့ကြာရင်တော့ခက်တယ် Turn right on Spinnaker Road. ဒီလိုပါပဲကျွန်တော်တို့တော့ဒီစတိုင်းပါလေဒီဘဝမှာဘဝမှာဒီရတဲ့မှာခက်တယ်ပေါ့ဒီရတဲ့မှာ Turn right on Spinnaker Road. ဘာလို့လဲဒီပြမယ်ဘယ်ရဲ့ဒီဘမက 800 feet. Turn right on Ashford Boulevard. ဘမရဲ့ Spark Drive ညမောင်းကားမောင်းတဲ့အခါမှာမရှိမဖြစ်လို့ရတာကတော့ဒီကမျက်မှောက်ဆိုတော့မျက်စိမကောင်းလို့မကောင်းလို့လည်းမဒီကတော့နေစုတဲ့အခါမှာတစ်ခါဒီကျတော့ Turn right on ဒီ Ashford ကလေးကိုင်းတော့လမ်းဖြတ်တဲ့လူမတွေ့ရင်တော့မသွားမယ်တူလို့ရှိဆိုတော့အဲ့ဒါကိုကျွန်တော်တတိထားပြီးလားကားမောင်းဖို့လည်းလူပဲ In 800 feet. Left on Cherry Lane. ဆိုတော့ကျွန်တော်တို့ဒီမတိုင်မြောက်ဘူးဒီကတော့စပ်လို့တော့ Turn left on Cherry Lane. တော့တက်တော့တယ်ကျွန်တော်ဘာလို့ပဲဆိုတော့ကျူးစားရတာရုံးပါလားကျူးစားရ